ဘာကိုရှာနေမှုလေးတာခဲ့ရဘူးတဲ့မေရင်နာကြကြောင်းတွေကိုဖန်တီးခဲ့သူချစ်ရင်မပိုင်ဆိုင်သူတွေ့ဆိုဒီကဘာလောကဟာစင်မြဲခံချောင်းနေစေအဖြစ်ဟောင်းရဲ့ကျွင်ကြံတွေကိုမစင်စားနဲ့လေချစ်ရင်မယုံနိုင်အောင်ပဲသူဖြတ်စီ